တရားနာနိဗ္ဗာန်တိုင်အောင်ရကြမှာမြတ်ဗုဒ္ဓသာသနာပါအပေါင်းတို့နှလုံးသားထဲမှာမှတ်ယူရင်ရှိဘဝပါရမီရှင်နာရခဲ့လားလူဘဝမရှုံးအောင်လှမ်းလာခဲ့ပါတရားနာနိဗ္ဗာန်တိုင်အောင်ရကြမှာမြတ်ဗုဒ္ဓသာသနာပါတရားနာအကျိုးဟာနောက်ပါရလေပါတရားနာနိဗ္ဗာန်တိုင်အောင်ရကြမှာမြတ်ဗုဒ္ဓသာသနာပါတရားနာသည့်အကျိုးငါးပါးသေသေးချာချာမှတ်ထားပါကုသိုလ်ဖြစ်အောင်နှိုးဆော်လိုက်တရားတရားနာအကျိုးဟာငါးပါးရလေပါပူပန်တော့ကကြောင်ကြဖြာအေးချမ်းရမျက်နှိပ်ပန်ရနိုင်ပါစေသာဆုတောင်း၍သာတောင်းတလျက်ပါအရှင်ဖယားရွှေပလင်းနန်း
ကြောမြတ်တော်မူပါတရားရည်အမြိုက်စီတိုက်ကြွေးတော်မူပါအေးချမ်းရမြတ်နိဗ္ဗာန်လမ်းပြပေးပါဖယားမြတ်တော်အကျဉ်းစဉ်မြတ်တော်တရားကိုဟောကြားပေးတော်မူပါဖယားလက်စီပြောင်းမှုရှူကျူးကြောကတပေတော်မရူလျှောက်ထားဥတေပနာဤလူရွာလူကပါပူပန်တော့ကကြောင်ကြပြအေးချမ်းရမျက်နှိပ်ပင်ရနိုင်ပါစေသောဆုတောင်း၍သာတောင်းတလျက်သာအရှင်ဖယားပြည့်တဲ့2026ခုနှစ်ရန်ကုန်တိုင်းဒေသကြီးပဇွန်တော်မြို့နယ်အမတ်6ရပ်ကွယ်တန်ပြည်မတိရှိစုဆွမ်းလောင်းတပါယုံမှကြီးမှုကျင်းပအပ်53နှစ်မြောက်မတိရှိစုဗုဒ္ဓပူဇိယပွဲတော်ကျုံနဲ့19နှစ်မြောက်စောစံစိန်လောင်းလူချင်းအောင်ပွဲအထိတ်မှာတရမအကျင့်မြောက်ဓမ္မပူဇာတဲ့ဒီနေ့ညနိဗ္ဗာန်အကြောင်းတရားတော်များကိုပေါ်ပေါ်ညွှန်ပြဆုံးပါမယ်ဆရာတော်ရှင်မြတ်ကတော့စကိုင်းရွှေရင်းသာနိုင်ငံတော်ကိုးဝဲရဆရာတော်အရှင်အာသာရလင်္ကာရဂန္ဓာဝါစကပါဏိတတတ္တမဇောတိကပဇာသာနာပြုနေတဲ့ဓမ္မပရိကဖြစ်ပါတယ်ခင်ဗျာ73ရက်ခရစ်နှစ်2026ခုနှစ်ဖေဖော်ဝါရီလ14ရက်စနေနေ့ညချမ်းကာလည7:00နာရီတိချိန်မှာစတင်၍ရန်ကုန်တိုင်းဒေသကြီးပဇွန်တော်မြို့နယ်ဘက်6ရပ်ကွက် ကံမြေမကျေရှိစုစောလောင်းသိင်းကြီးမှာကျင်းဝေး
စေရင်ချက်ပါသော53ချိန်မြောက်တစ်ချိန်ရှိသူဗုဒ္ဓဘုဇနိယပွဲတော်အကျုံးနဲ့18ချိန်မြောက်ဆွမ်းဆန်စိန်နောင်လူပွဲအောင်ပွဲအမတ်တရားနေရာပြင်စေရင်ချက်ပါသောတတ္တမချိန်မြောက်ဓမ္မပူဇာသဘင်3ညတိုင်းတိုင်းစေရင်ချက်ပါရဝေတော်ဒုက္ခလာကြသည့်တရားစိတ်ကတော်သင်ပေါင်းတို့ဟာပြောပြအပ်သောနိကေ9ရက်ပြည့်တဲ့သုံးပုံဓမ္မကနာပေါင်း74တောင်ရှိရဝေခုတ်တကနိကေပေတဝိတုတက္ကရာတိကာကြီးတို့၌လာရှိသည်အမ္ဘတက္ကရာပေတဝိတုသုတ်တံကိုပေါင်းဆက်ကောင်းပြအောင်ပြောပြအပ်သောတရားစကားရဲ့ခေါင်းစဉ်နာမည်ကကံနဲ့လူသားတတိထာတရားကံနဲ့လူသားတတိထာတရားတရားလူတော်ကောင်းများကြီးရဲ့ညနေချဲချဲလေးပြောပါတရားလဲခွေပြန်မသာရဲ့အောက်ဝိဆုံးကိုကြည့်ပါဘုရားရှင်တော်မြတ်ဟောကြားတော်မူတဲ့ပါဠိတော်ကိုဘုန်းတော်ကရွတ်ဆို၍တဏှဘာသာပြန်ပြမယ်အာယုံပြုကြည့်ကြပါတရားရဲ့အနှစ်သာရကဒါပါပဲသဗ္ဗေတတမရိတံတိမရဏတံဟိဇိဝိတံယထာကမ္မကမိတံတိပုံညာပါပဖလူပကတဲ့နည်းနည်းသိရင်နည်းနည်းလုံးပြောသမ်းပါလေနည်းနည်းသိရင်နည်းနည်းလုံးညာညာသိရင်ညာညာသိပြီးတော့ဘာမှမလုပ်ရင်ဘာမှမသိရနဲ့ကုသိုလ်ဆိုတာကြီးကျယ်မှုအရေးမကြီးဘူးသိခွင့်လို့အရေးမကြီးဘူးဘုရားတော်တော်တရားမထားပါလုံးဖြစ်ဖို့ပဲအရေးကြီးပြောသမ်းပါလေပါလေတော့ဘာဟဲ့ပြောသမ်းပါမလို့လုံးဖြစ်ဖို့ပဲအရေးကြီးတယ်တော့ကုသိုလ်ဆိုတာသိဖို့လည်းအရေးမကြီးဘူးကြီးဖို့လည်းအရေးမကြီးဘူးဘာဖြစ်လို့အရေးကြီးလဲပန်းလေးတွေလူတွေဆိုရင်လည်းအဲ့တော့တေးသေးလေးလို့မယူဆနဲ့ဟုတ်လားစောလေးတစ်စုံလူတွေဆိုရင်လည်းအဲ့ဒါကိုတေးသေးလေးလို့မယူဆနဲ့စေရနာဟံဘေကွေကမ္မဝရမိစေရနာအားကောင်းရင်ကုသိုလ်ကလည်းအားကောင်းတာပဲဟုတ်လားစောလေးတစ်စုံတစ်ယောက်မှလူတာမှန်ပေမဲ့အဲ့ဒီစောလေးတစ်စုံတစ်ယောက်မှကလည်းပဲအပယ်လေးပါးတကားပိတ်ပြီးတော့နိဗ္ဗာန်တကားဖွင့်သွားစေတယ်နောက်တစ် story လေးတစ်ခုပြပြမယ်အချင်းချင်းလေးတွေပေါ့ဟောမယ်တရားမဟောဘဲနဲ့အဲ့ဒီကျောင်းဆောင်လူတာနိဗ္ဗာန်နဲ့ပြီးမလားမသိဘူးနော်အဲ့တော့တဏှီသောအခါမှာပုံမြင်တဲ့ဘုံမှာလူတစ်ယောက်ကကြံခင်းကြီးစိုက်ထားတယ်ကြံမင်းကြီးစိုက်ထားတယ်လေတော်ထဲမှာကြံခင်းကြီးစိုက်ထားတယ်ပြောစမ်းပါကြီးစိုက်ထားတယ်ကြံခင်းကြီးပါဗျာအဲ့တော့ကြံခင်းကြီးစိုက်ကြတော့သူကကြံရောင်းတစ်ချောင်းအပင်လိုက်ကြီးချိုးလာပခုံးပေါ်ထမ်းပြီးကြံချောင်းကိုဆွမ်းကနေကြိုက်ပြီးတော့ကြံကြီးဆုပ်သွားတော့ဘေးနားမှာမြင်တဲ့စင်ရတာခလေးလေးကအဲ့ဒီကြံကိုသိစားခြင်းတာပဲအဖေကြံဆုပ်ခြင်းနဲ့ကြံစားခြင်းနဲ့ဆိုတော့စင်ရတာဆိုတော့ကြံလည်းမဝင်နိုင်တော့ဘုရားကကြံလေခွင်းအပြည့်ကြံဆိုင်ထားတဲ့လူကြီးကနေအဲ့ပကုံးပေါ်ထမ်းသွားတဲ့ကြံချောင်းတစ်ချောင်းသုံးချောင်းကိုတစ်ထွာလောက်တစ်မိုက်လောက်တစ်တောင်းလောက်တစ်ဆက်လောက်လေးပြေးပါကလေးကိုနေလို့ပါလို့လိုက်တောင်းတာအားလုံးကျေးဇူးတင်တယ်ကာရမမများကာရမလေးဆိုရင်ပေးပါလားမပေးဘူးလားပေးပါပါဗျာမကြောက်ဘူးပေးပါပါဗျာဒီလိုကကစီနေမှနေတာဟမ်အလကားနေနေပေးရတာလေဟုတ်ပေးမယ်လို့ပဲပြောလိုက်လေမြေတော်မှလေကျေးဇူးတင်ကာရမမများကလေးကငိုနေတာကြံလေးစုပ်စီလို့ပါလေကိုကလည်းတေးကကြီးအပြည့်ကြမ်းနေဖောင်ချီတောင်းနေရှိတာလေဒီတမိုင်းတစ်စိလောက်လေးမပေးနိုင်ဘူးလားပေးနိုင်တာပေးလိုက်တာလေးနဲ့ပေးရတာလေဟုတ်တကယ်ပေးရမှာဟုတ်တာရရမများပေးပါလားမပေးဘူးလားပေးပါပေးလိုက်ခင်ဗျားတို့ကပေးလိုက်ရင်အဲ့ဒီဟာကြီးမပေးဘူးလေညာညာသိရင်ညာတော့ညာညာသိပြီးတော့ဘာမှမလုပ်ရင်ဘာမှမသိတာနဲ့လူပဲဒါတော်နှလုံးပြောပြောသူတော်ကောင်းပေါင်းတို့တမန်တော်ဘာလို့ရောက်လုံးဝင်နေတော့တွေသည်ကလျာဏေဒါနသီလဘာဝနာပေါင်းစုမြတ်ကောင်းမှုအစုစုတွေကိုအဘိဓရိယာထာဝေကုသောနိမြတ်စွာသောသောစီရီတွေကကျွတင်ကကိုယ်တွယ်ကိုယ်တာကိုယ်တော်ပါအောင်တရားရိခါတို့တွေကိုထုံးပြီးအောင်ထုတ်နိုင်ကြပါစေကုန်သတည်း
ခရလုံးမြတ်စွာဘုရားဗုဒ္ဓဆိုတာကဖရာဒီတို့ဒီစာချုပ်လေးကြောင့်လည်းငါမိုးလေးမထင်တာပဲနော်တိတိကျကျကြဲကြဲလေးဆိုကလေးတရားဝဲမှာငါကလေးတွေဆိုနှာခေါင်းလောက်တင်လိုက်ပရိသတ်ကိုပဲစဝိုင်းတော့ပုံရတယ်အဲဆိုဗုဒ္ဓဆိုတာကဖရာဗုဒ္ဓဆိုတာကဖရာဘာသာဆိုတာကစကားဝိဆိုတာကနားထောင်တယ်သူဗုဒ္ဓဘာသာဝင်ဆိုတာဘုရားစကားကိုနားထောင်တဲ့သူဆိုဗုဒ္ဓဆိုတာကဘာသာဆိုတာကစကားဝိဆိုတာကနားထောင်တဲ့သူဗုဒ္ဓဘာသာဝင်ဆိုတာဘုရားစကားကိုနားထောင်တဲ့သူဓမ္မများဒီဓမ္မရဘုရားစကားကိုနားထောင်ကြပါရဲ့လားနားထောင်တယ်ပဲလို့ပါနားထောင်တယ်ပဲလို့ပါဓမ္မတရားပြီးမှဒီမဲ့လို့နားထောင်ကြပါရဲ့လားနားထောင်လဲဆိုရင်နည်းနည်းသိရင်နည်းနည်းလို့ပါများများသိရင်များများရင်ပြီးတော့ဘာမှမလုပ်ရင်အနေစိတ်ဆုံးမှဆိုလို့ဘုရားတောက်တော်ရင်မကပ်ဘူးလေလူကရရောက်မှဆိုလို့လေကိုယ်ဘာသာကိုဖန်ဝလေးတစ်ခွက်ဝယ်ပြီးကတ်တော့လေကိုကုသိုလ်မရဘူးလားမှတ်ထားတော့ဒကာကြီးတွေကပတ်စံရှာပြီးတယ်ဒီမကြီးတွေကဆန်လေးဝယ်ပြီးတော့ဘုရားဆုံးတော့ကတ်တယ်အဲ့ဒီကုသိုလ်ကိုဒကာကြီးတွေရလာကြိုက်တာမကြိုက်တာကြောင့်ကလေးကိုမားမှမကြောက်နဲ့မပြောရဲမှာပဲကြောက်အားလုံးကျေးဇူးတင်ဒကာတော်မများအိမ်မှာဆုံးချဲခဲ့တဲ့ဒကာမကြီးတွေကဩကာသစိန်နေရဆုံးတော့ကတ်တယ်ဆိုရင်ဒကာကြီးတွေကကုသိုလ်ရတာလားဒကာမကြီးတွေကကုသိုလ်ရတာလားမြင်လို့ရတယ်ဒသနာလည်းကုသိကြမှာတော့ကျေကျေတဲ့ဒကာရမများအဲ့ဆိုကိုလုံးမဘုရားကလည်းဆိုမြင်ဆိုကြီးဆိုကျေကျေဆိုကိုလုံးမကိုရတာကိုမလို့ရင်ကိုမရဘူးမသိမချင်းမထားတရားအစမှမိစ္ဆာဒိဋ္ဌိကြီးတရားဆုံးသွားတော့သောတာပန်ဖြစ်တယ်ကံတရားတွေကိုပြောတာပါဟုတ်လားတရားစပါလုံးကဘုရားမယုံတရားမယုံသံဃာမယုံတန်ခါရဲ့အကျိုးတရားမယုံဒီဘဝနောက်ဘဝဆိုတာမယုံဘူးဆိုတဲ့မိစ္ဆာဒိဋ္ဌိကြီးဟာယဟန္တာကိုရောမြင်ကြီးလို့ခေါ်ရတဲ့အရှင်ကပိဋကကိုရောမြင်ကြီးလို့ခေါ်ရတဲ့ပုဂ္ဂိုလ်ကပတ်ဝန်းကျင်ကောင်းသူတော်ကောင်းတွေတွေ့ရတဲ့အခါမှာအပေလေးပါးတကားပိတ်နိဗ္ဗာန်တကားပွင့်နတ်ပြည်တကားပွင့်တဲ့သောတာပန်ကြီးဖြစ်ရတယ်ဟုတ်လားတရားစမှာလူဆိုးလေးဖြစ်ရတယ်တခိုးလေးဖြစ်ရတဲ့ပုဂ္ဂိုလ်ဟာတရားဆုံးမှာယဟန္တာကိုရောမြင်ကြီးဖြစ်ရတယ်မကောင်းလားကောင်းလားကောင်းပါဘူးဘဝဆိုတာအဲ့လိုပါတော့တရားစမှာကိုယ်စုံပိုင်းပိုင်ရှင်တတိတကာကြီးဟာသူတော်ကောင်းကြီးဖြစ်ပင်ဖြစ်ပါတော့လည်းပဲတရားအလယ်မှာခေါင်းကိုဖြတ်အသက်ခံရရဆက်တဲ့အသက်ခံရသူဖြစ်ပြီးတော့တရားဆုံးမှာတော့သူဟာလည်းပဲဘုံမသောနာမည်ကြီးဖြစ်ရတယ်ဒါကိုပြန်ကြည့်ပြီးတော့ဒီ story တွေဇာတ်လမ်းတွေကိုပြန်ကြည့်ဘာမြင်ရလဲဆိုတော့ဒုရတွေဟာအသောကင်းกว่าယဟန္တာမဖြစ်ရသေးတဲ့များကာလပတ်လုံးကိုလုပ်ခဲ့တဲ့ကံတရားတွေအလိုက်မြင်တဲ့နေရာအခါမှလည်းမြင်သွားလိုက်နေတဲ့အခါမှလည်းနေသွားလိုက်ကံကောင်းသွားလိုက်ကံဆိုးသွားလိုက်ဆိုတာတွေဟာတခြားသူတွေလုပ်ခဲ့တာလားဒုရတွေပဲလုပ်ခဲ့တာလားဒုရတွေပဲလုပ်ခဲ့တာဟုတ်လားသူတော်မောင်နဲ့လွတ်ရဆွဲတရားမြဲလို့ဝိတ္တုတိကံနဲ့လူသားတတိထားဘဝခြားတာဉာဏ်လာသည်ကဲစာကြောင်းတစ်ကြောင်းနောက်ပိဆုံးစာကြောင်းတစ်ကြောင်းဆိုပြီးတော့သိမ့်မယ်ဆိုရကံနဲ့လူသားကျေကျေဆိုကံနဲ့လူသားတတိထားဘဝခြားတာဉာဏ်လာသည်ကံနဲ့လူသားတတိထားဘဝခြားတာဉာဏ်လာသည်ကံနဲ့လူသားတတိထားဘဝခြားတာဉာဏ်လာသည်ဆိုတဲ့ခါတော့ကံနဲ့လူသားနောက်တစ်ခါ
ဘဆိုတာကကြာသေးတယ်လက်ချံဆိုတာကကြာသေးတယ်ဒီကနေ့တို့တရားပဲပြန်ရင်အိမ်မယ်အိယာကမနဲ့မိုးလေးလို့ပြန်မထနိုင်တော့ရင်တမလုံးဆိုတာရောက်သွားပြီကိသာဆိုဓမ္မံရဏံကိသာမိအံဃံရဏံကိသာမိဆိုအလကားနေတော့အလကားမဂ္ဂသစ္စာပွားဆိုသည်နဲ့ဒီအလကားနေတော့အလကားကုလိုလေးရနေအောင်လို့ဘုရားကုံတော်လေးပွားတရားကုံတော်လေးပွားတန်ခါကုံတော်လေးပွားမေတ္တာဘာဝနာလေးပွားဘာမှမလူနေနိုင်တော့မှဗုဒ္ဓံတရဏံကိစ္ဆာမိလေးအချိန်ကြီးညွှန်နိုင်ရင်မရတာလားရတာလားအမေစင်းနဲ့နည်းနည်းသိရင်များများသိရင်များများကြီးသိပြီးတော့ဘာမှမလုပ်ရင်ဘာမှမသိတာနဲ့အတူတူပဲအများကြီးသိရမလို့ပြီးတဲ့လောက်လေးတို့လည်းလုံးပြီးကိုပဲတို့တယ်မှန်ပါရဲ့လားသူတော်ကောင်းတို့ကဲမေတ္တာပို့၍သိညာပါလို့ဆိုရသဗ္ဗေတတ္တာဝေနေယသနာကိုစိတ်မြဲပါစေဘုရားဝေလို့အေးပါစေယနေ့ကြွလာမိတ္တဟာသနာကိုစိတ်မြဲပါစေဘုရားဝေလို့အေးပါစေတရားနာများစွာအလုံးများစွာရေရန်ကွာသနာကိုစိတ်မြဲပါစေဘုရားဝေလို့အေးပါစေဒေဒနာသစ္စာကိုစဉ်းစားရသောနှုတ်တံဘောထုတ်ပြန်၍ဟောမှန်စွာပြောဆိုလိုက်ရတဲ့ဝစီသစ္စာစကားများကြောင့်ဒုမေတရားရှိခဲ့တဲ့ကောင်းဝင်ရတဲ့သင်္တော်သင်ပြိတ္တကောင်းများစွာတို့သည်ဒုက္ခယံတုယနေ့ကသာနိဗ္ဗာန်ရတဲ့ဘဝတိုင်အောင်စိတ်ရှင်လန်း၍ဉာဏ်ဉာဏ်မှမှချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေတော်တည်းဖြစ်ကြပါစေကုန်သောကုသိုလ်အများအများအများပြုတော်မူကြပါကုန်တော်သာဓုသာဓုသာဓုကုသိုလ်အများအများအများပြုတော်မူကြပါကုန်တော်သာဓုသာဓုသာဓုကုသိုလ်အများအများအများယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုလာဓမ္မပလီနဲ့မှုမှာတရားဟောတဲ့ခေတ္တငါရှင်ဝတ္တုံတရေတသက်ပြုလို့ရည်စက်ချလို့အပြဝေခဲ့ပြီအောင်တပြေငွေခရုနဲ့စီတုသွင်းကအောင်ပန်းတွေနဲ့ဆင်းအောင်မြင်နေလို့တရားမှုပွဲကြီးအောင်မြင်ပါပြီအောင်မင်္ဂလာဓမ္မပလီနဲ့မှာတရားဟောတဲ့ထေတံငါရှင်ဝတ္တုံလေးတသက်ပြုလို့ရည်စက်ချလို့အမြောက်ဝင်ခဲ့ပြီ
အောင်တပြီငွေခရုနဲ့ဇေတုသွင်းကအောင်တန်းတွေနဲ့စင်အောင်ရည်နေလို့တရားမှုပွဲကြီးအောင်ရည်ပါပြီရှင်ဦးဆောင်ညွန်ပြဓမ္မကတိကဆရာတော်ရှင်ထေရဝါဒဗုဒ္ဓဘာသာသာသနာတော်အတွက်ပင်နေလေကတရားဟောပြစဉ်ဆရာတော်ချင်းချနေအောင်ရည်နေလို့ထွက်ပေါ်လာပြီရှင်လူရှင်လူမတို့ရေးစချလို့တရားပြီးတိရွှေရွှေမိုးတွေမွေမိုးတွေရတနာမိုးတွေရွာသွန်းပြလို့စေဓမ္မတကူပါရှင်အစတိုးကပြင်းရန်ပါတော့ရှင်သမီးနေတထားစိန်စုမုံတောင်းမြည်အောင်စီအောင်မောင်းတီလို့တရားမှုပွဲကြီးအောင်မြင်ပါပြီရှင်အောင်မင်္ဂလာဓမ္မပလင်နံမှာတရားဟောတဲ့ထေတန်ကအရှင်မတုံတွေတက်သေးပြုလို့ရည်စက်ချလို့ညဝေအောင်တပြီငွေခရုနဲ့ဇေတုသွင်းကအောင်ပန်းတွေနဲ့စေအောင်ရည်နေလို့တရားမှုပွဲကြီးအောင်ရည်ပါပြီရှင်ဆောင်ညွန်ပြဓမ္မကတိကနိုင်ငံကျော်ရှင်ထေရဝါဒဗုဒ္ဓဘာသာသာသနာတော်အတွက်ပင်နေလှဲ့ကတရားဟောပြကအစဉ်ဆရာတော်ချင်းချနေရအောင်မြင်နေလို့ထွက်ပေါ်လာပြီရှင်လူမတို့ရေးစချလို့တရားပြီးတိရွှေရွှေမိုးတွေငွေမိုးတွေရတနာမိုးတွေရွာသွန်းပြလို့စေဓမ္မတကူပါရှင်အစတိုးကလူရန်ပါတော့ရှင်သမီးနေတထားဆွေစုမွန်တောင်းမြည်အောင်စီအောင်မောင်းတီလို့တရားမှုပွဲကြီးအောင်